ตระเนนาตหะทัตเต็งปรัตนานาปจังปุโกตถาปิตังจันมังตาทุกังตัตวาตัตตมาดีนักตังปาดีทาเดี๋ยวเราดูกันเนาะต่อมาอีกพระเจ้าจะเนาะทีเนี่ยตาตนาเราเนี่ยจะท่องมาอย่างเช่าเสกปูปูเนี่ยโหราตะกระเรท่องตรงอย่างเสกท่องนะคุณเนี่ยในโยนาสันเช่าเดียครินเนี่ยนะท่องนะเสกมาบุญเนี่ยทรงละเดียกันนี้กันนี้อุญญีวันโสสันดาวันกบิมาสมบันเวมาสมบันเวปิตาสุรุมากันนี้ตาสมจุดเนี่ยตรงเสกมาดีปัจเจนะจ๊ะดูตาจอมสองกรรมฐานจอมสองเศร้าดอกตุกันเนี่ยดูดอกโดยจิตจิสุปิตาสุเขตาโยยาในนั้นนี้โอคายยูโยโยมาเวมาอุปิตาสุโริตรงเต็งดอกจอมสองดูดอกมาโมโมตังมาจิงอุโมตะเตมาจิงอุโมตะเตยะอาลงဒီသားစုတွေဆွေမျိုးတွေရဲ့အတူတော်ဖြစ်တဲ့ဒီဆွမ်းနဲ့ကြောင်းအတူတော်အဲ့တော့ဆွမ်းနဲ့ကြောင်းအတူတော်ဖြစ်တဲ့တော့ကြောင်းအတူရှင်တွေဖြစ်သွားတော့ကြောင်းတကာမကြီးတွေဖြစ်အောင်ကဲအာလုံးလိုက်ဆိုဣမံဝိဟာရံကတိယကုတေတာတုံသံဃတ္တทีมากายปฏิปฏิพุทธเจวายถาทุกขังปริภงสัทธาทุติยังปิอิมาวิหารังกติยาภูเตตาโตตังกตาทีมากายปฏิปฏิภูเตตวายถาทุกขังปริภงสัทธาตติยังปิอิมาวิหารังกติยาภูเตตาโตตังกตาทีมากายปฏิปฏิภูเตตวายถาทุกขังปริภงสัทธาอิมาวิหารังอีกรรมฐานจอมสองบูกติยาภูเตยะหันตังกาโรโยอิปสิญญตุอาเทนโยเดียวปัตโตอนุอัสสะโตกติยาภูเตจอมสองบูปาโตยุสิโตงาเศร้าโดโตงาตังกัตตาอยะทิตาชิญญนามาเจ้าลาดัญญาธรรมะเวทโยตังกาโลปองดุอาทีมาดูดังมาอีอชินพยาตรงเออชินยะพยาโลดีกายปฏิปฏิชีภวาเดภวาจิมบาโชโค
အစာရှိသောကိုအင်္ဂါတို့ဖြင့်၎င်းဖဏတ်ထီသင်္ကန်းအစာရှိသောကိုနိစ္စအပ်သောဝိထုအစုစုတို့ဖြင့်ယထာတုခံအလိုရှိတိုင်းထုသိတဝါထိပါ၍၎င်းကံတွယ်၍၎င်းနေထိုင်တည်သုံး၍၎င်းပရိပုံစထာဤပရိပုံစထာမညတတိတင်တည်သုံးသောဘုရောမူပါရှင်မြတ်တို့ဖရာအဲ့ဒါမှလည်းသူအကြောင်းဆောက်တဲ့ပုဂ္ဂိုလ်တွေရဲ့ဒီအကြောင်းကိုအဆက်အောင်ဒါနာတော်ဒီသတင်းသုံးနိုင်တဲ့ယောဂီပုရောဇဉ်တွေအားလုံးကိုယ်နဲ့တော်တော်ကောင်းလက်နဲ့တော်တော်ကောင်းကျောင်းကောင်းတင်မှာဗာနဲ့ဒီကျောင်းဆောင်ကြီးမှာဒါလည်းမကောင်းတဲ့ငန်းတွေဒီဖတ်တဲ့ရှိတဲ့အဲ့ဒါနဲ့ဒီကိုယ်တိုင်သတင်းသုံးကိုင်ွယ်တဲ့အချိန်မှာအလိုရှိတိုင်းသတင်းသုံးကြပါကိုင်ွယ်ကြပါအဲ့လိုတူတာကျောင်းဆောင်လူရဲ့အဲ့လိုလေးဓမ္မကိုကိုယ်ကျော်တဲ့ယဟန်ဒီယောဂီတွေဒီတိုင်းသတင်းသုံးအောင်ဘိုးလုံးလေးလုံးစောင့်ရှောက်အောင်ကိုယ်ခန္ဓာကိုယ်ကိုစောင့်ရှောက်နိုင်အောင်ချမ်းချမ်းသာသာနေနိုင်အောင်ကျောင်းဆောင်လူတွေဒီကျောင်းဆောင်လူရဲ့တရားလေးကကိုယ်ဒါလည်းအကျဉ်းအောင်ဟောရမှာယခုကိုယ်ရဲ့တပည့်မလေးတွေဖြစ်တဲ့ဝေမာဦးလို့မောမောတန်တို့ရင်ဦးမောတို့ကလေးတို့တွေကအချိန်တန်ရွယ်ရောက်လာတော့တက်တွေကသူ့အချိန်နဲ့အချိန်ကြီးလာကြတယ်ရွယ်ရောက်လာကြပြီယခုဆိုရင်ကျောင်းတကာမာကြီးဆိုတဲ့ဂုံတူးပွဲတူးလေးတော့မှအပေါ်ခံရပြီဒီလိုအရွယ်လေးနဲ့မှများပေါ်ကျောင်းတကာမာကြီးဒါဆိုရင်ကျောင်းတကာမာကြီးကမြတ်စွာဘုရားတက်ကဘယ်သူကအထင်ရှားဆုံးလဲဆိုတော့ဝိတာခကျောင်းအမာကြီးမထင်ရှားဘူးလားထင်ရှားတယ်နော်အဲ့ထင်ရှားတာပဲဘုရားဘာသာတိုင်းသိဘုရားဘာသာတိုင်းရှင်ထဲမှာဆွဲနေတာဝိတာခကျောင်းအမာကြီးအနာဂတ်တစ်ဖြစ်တဲ့ဝိကျောင်းတကာကြီးနဲ့ကျောင်းတကာလည်းသိထင်ပေါ်လာပဲနော်ယခုဖြစ်ပြီးသူရဲ့နာမည်ကြီးသူရဲ့အမည်ကြီးဆွဲနေတာဟုတ်လားဆွဲနေတာအဲ့ဒါသူတို့တော်မှာကျောင်းကိုတူတဲ့ချိန်မှာသူတို့ကဘယ်လိုတူတယ်ဆိုတော့သူတို့ကိုအထုယူကြရတဲ့နဲ့ကိုယ်ရဲ့ဓမ္မလေးတွေနားဟောဝိသကကျောင်းမာကြီးတို့အနာဂတ်အဖြစ်ကြီးတို့ကဒီတိတူတဲ့ကျောင်းဆောင်တွေတူတဲ့သူရဲ့ကျောင်းဆောင်ကိုအဝေးကနေလှမ်းမြင်လာတဲ့မိမိကျောင်းကိုလက်ဦးလေးချီးပြီးတော့ကျောင်းလေးကိုဒီတိအကြည့်မှာပေါ့သောမနာတာကြည့်မှာပေါ့ဝမ်းမြောက်ဝမ်းသာနဲ့ကြည့်လာတယ်မိမိတူတဲ့ကျောင်းဆောင်ကြီးရောက်ပြီးဆိုရင်တန်ခါတော်တွေတန်ခါတော်ရှိဖို့မှုချတယ်မြတ်စွာဘုရားရှင်တွေမြတ်စွာဘုရားရှင်ရှိဖို့မှုချတယ်သို့တော်လည်းကျောင်းဆောင်သားတို့ကမြတ်စွာဘုရားရှင်ကြီးကိုဦးတိုက်တဲ့လာတာပဲကိုယ့်ရဲ့အခါကြီးမလင့်လို့အချိန်နဲ့နှောင်းသွားလို့ပဲဖြစ်ဖြစ်မကြုံလို့ပဲဖြစ်ဖြစ်တွေ့တဲ့တန်ခါကိုရှိဖို့လိုက်တယ်မြတ်စွာဘုရားရှင်တွေရှိဖို့တယ်ဒါဝိတာခကျောင်းမှာကြီးကိုအနာတိတစ်ထေတို့ရဲ့ကျောင်းတကာကြီးပြီးမိမိကျောင်းကိုပြီးတဲ့နေတဲ့ဉာဏ်တန်ခါမြတ်စွာဘုရားပေါ်မှာပထမဦးဆုံးယောတိတလေးအထားမှုဘယ်လိုထားတယ်မိမိကျောင်းကြီးညင်နေနေရအရက်ကပြီးတော့ဖတ်တဲ့ကလေးချုပ်လောက်ကလေးချီပြီးတော့ကိုလူကဲတဲ့ကျောင်းနဲ့ဆိုပြီးတော့ဘုရားအခုရှိတဲ့တန်ခါကိုရည်စူးပြီးတော့နှမ်းလျှောက်တာစိတ်ထဲမှာမိမိကျောင်းလူကဲတဲ့ပီတိလေးတွေကိုရှင်မှာတွန်းပြီးတော့ဒါကျောင်းရဲ့ပုဂ္ဂိုလ်အဲ့ဒီကျောင်းရဲ့ပုဂ္ဂိုလ်တွေတဲ့ဝိသနာကျောင်းမှာယမနာပြင်ကျောင်းတခါကြီးကမြတ်စွာဘုရားနဲ့တွေ့ပြီးဆိုရင်မြတ်စွာဘုရားမနက်ဖြန်ကြပြောလို့အိမ်ကိုဆွမ်းစားကြပါဘုရားတန်ခါဘလောက်တရားနဲ့တရားတစ်ထောင်ပေါ့သူဆွမ်းတော့ဉာဏ်နာကြီးပြည့်သွားကြတယ်မြတ်စွာဘုရားကိုတန်ခါပေါ့အဲ့လိုပြည့်သွားပြီးဆိုရင်အိမ်နောက်ပြီးဆိုတာနဲ့ဝိသနာကျောင်းမှာကြီးကအိမ်မှာရှိတဲ့အိမ်သူအိမ်သားအားလုံးခြေတွေမိုးတွေချိုးပန်းနာတာတွေတဲ့ဘဝစားတဲ့တွေဝတ်ပြီးတော့ဆွမ်းချက်ဖို့ရတော့ပြင်ဆင်ကြတယ်ဘယ်လိုပြင်ဆင်ကြလဲဆိုတော့ပထမဦးဆုံး
သူတို့ခက်ကတော့ထင်းနေတဲ့ချက်ပါပေါ့တို့ဒီနေတဲ့ထင်းနေတဲ့ချက်ရတာပါပဲထင်းကလေးတွေကိုလက်ဥပ္ပေချီပြီးတော့မြတ်စွာဘုရားပူဇာတရားပူဇာတန်ခါပူဇာဆိုတော့သူတို့စားတာပူဇာရတာနော်ပြောတော့လားဘုရားပူဇာတို့ပူဇာရဘူးလားဒီတို့ကိုလည်းစားသုံးပြီးတော့ဘုရားပူဇာတရားပူဇာတန်ခါပူဇာဆိုတော့အဲ့ထင်းကလေးတွေကိုလက်ဥပ္ပေချီပြီးတော့နမောတတ္တအစရှိတဲ့ရှိဖိုးတဲ့ပူဇော်တဲ့စိတ်နှလုံးထဲမှာရှိတဲ့စိတ်မှာကိဝတ်တဲ့အတိုင်းလေးနမောတတ္တဘဂဝါသောရဏသောတမသဗ္ဗတတ္တဓမ္မကိုယင်းတရဏဂုံသုံးပါးဖြစ်တဲ့ဘုရားတရဏကိစ္ဆာမိဓမ္မတရဏကိစ္ဆာမိသံဃာတရဏကိစ္ဆာမိအဲ့လိုလေးဆိုပြီးတော့ပူချပြီးတော့လက်ကလေးချီပြီးတော့ထင်းကလေးတွေယူလာတယ်အဲ့ထင်းကလေးထင်းတဲ့မိဖို့စီမှာရောက်တော့တယ်မိဖို့လေးကိုလည်းအဲ့ဒီတိုင်းပဲလောက်ကလေးချီပြီးတော့တအိမ်သားလုံးနော်တယောက်တည်းပေါ့လောက်ကလေးချီပြီးတော့ပူချတယ်အဲ့ဒီဘုရားမှာထင်းမဲ့အိုးလေးတွေဒါအိုးလေးတွေထဲအိုးလေးယူတယ်ပူချတယ်အဲ့ဒီဘုရားမှာတဲ့ဒါအိုးထဲမှာပါတယ်ခြေကလေးတွေဆံကလေးတွေမထည့်ရဘူးလားစီလေးအဲ့ဒါလေးတွေလည်းလောက်ကလေးချီပြီးပူချတယ်ဘယ်လိုလေးလဲအဲ့ဒါဝိတာခကျောင်းမှာကြီးနဲ့အနာတပိကျောင်းတကာကြီးတို့အဲ့ဒီလိုလုပ်တယ်အဲ့တော့ကျတော့အဲ့ဒီလိုလေးတွေပူချပြီးတော့ဆက်ကြပြုတ်ကြပေါ့လေအားလုံးညီညီစောနေပြတ်သွားပြီးနှင်းနေလည်းပြတ်သွားပြီးအစင်းနဲ့ဖြစ်ပြီးဆိုရင်အားလုံးဆုံးဖို့လေးတွေနှင်းဖို့လေးတွေအုပ်လေးတွေအဲ့ဒီရှိမှထိုင်ပြီးတော့ဒါပေါ်နဲ့ပတ်သက်ရက်ပြီးတော့တခုခုတော့အိယာပုတ်ပမှုရာနဲ့တော့လုပ်ပြီးချီပြီးတော့တတိတော်တို့ဒီသင်္စာရှိတော့တခုသင်ပြတ်ပြီးပြုလုပ်ရတဲ့ကာယကံကုသိုလ်ဝစီကံကုသိုလ်မနောကံကုသိုလ်ဒီကုသိုလ်အစုစုတို့ဒီဝေယဝဆပြုတဲ့ကုသိုလ်အစုစုတို့ဒီမြတ်စွာဘုရားနဲ့တကွာအရိယာဉာဏ်နာကိုယ်နဲ့အပေါင်းတိသွားရသွားတော့မဉ္ဇဉ်ဘုံဉာဏ်နိဗ္ဗာန်တရားကိုတတိတော်ရရတာလို့ဤလို့ရှိမှဆုတောင်းကိုချက်ထားတဲ့ဆောင်းလေးတွေအင်္ဂလိပ်ရှိမှတက်တည်ရှိဘူးလားဝိတုတက်တည်ရှိတယ်နော်ချက်လို့ချက်သွားအင်္ဂလိပ်ကအနံ့ပွေးပွေးလေးတွေနဲ့ဆောင်းလေးတွေလည်းအနံ့ပွေးပွေးလေးတွေနဲ့အဲ့ဝိတုတက်တည်ရှိမှပဲမလုပ်ရဲ့ဆုတောင်းလိုက်တယ်ရသော်ကြရှင်နဲ့တွေ့သေးတာမတူဘူးနော်ရသော်ကြရှင်ကမနက်မှကြွလာမှာသူတို့ကအခုတည်းကဆောင်းကိစ္စဟင်းကိစ္စပြီးဆိုတာနဲ့တက်ပြီးချီပြီးတော့ဆုတောင်းရတယ်ဘယ်လိုနေလဲအဲ့လိုလုပ်တာကျောင်းတကာကျောင်းမှာကြီးကြီးဘယ်လိုလဲကျောင်းတကာကျောင်းမှာကြီးကြီးဒါကြောင့်ဒီကျောင်းတကာကျောင်းမှာဖြစ်တဲ့ဘုရားကြီးတွေဒေါ်စန္ဒာဝင်းဒေါ်ကြီးဆိုးမဘုံဘုံတန်မကြီးဘုံမောင်မဝေမာဦးတို့မိသားစုတွေရဲ့ယခုကျောင်းတကာကြီးဖြစ်သွားပြီကျောင်းတကာမှာကြီးဖြစ်သွားပြီဆိုရင်ဒီအတိုင်းကလေးပဲတို့တွေတော့မြတ်စွာဘုရားရှင်မတတ်ကြအိမ်မှာရှိတဲ့မြတ်စွာဘုရားကိုဆုံးတတ်တော့ပဲဆိုဒီနေ့ညနေတည်းကခြေလေးကိုချိုးပြီးတော့ဝိတာခါတော့အမကြီးကိုအနာပရိတတိပြုကိုနမုနာယူပြီးတော့တို့လည်းအတူထိုးပြီးတိုက်ပြီးတော့သူတို့အတူပြုလုပ်ပုံမှာပဲသူတို့လူနာပုံမှာပဲသူတို့လူလာကဝိသုဒါနစေတနာဒါနကာယကံကုသိုလ်ဝစီကံကုသိုလ်မနောကံကုသိုလ်ဟိုသူတို့ကံကိုစုံနေရတယ်သူတို့လုပ်လိုက်မစုံဘူးလားစုံနေတာကံကိုစုံတော့ကြတော့ကံကြီးမကောင်းဘူးလားကောင်းတာပေါ့ဒါကြောင့်ဝိသကတော့မှဖွင့်တဲ့သမီးတွေကဘာဖြစ်တာလဲဒေါနာပါဖြစ်တယ်ဒေါနာပါဘောရရှိတယ်အဲ့တော့ကြတော့အခုကျောင်းတကာကျောင်းအမကြီးတို့လေဒီအတိုင်းပဲငါကျောင်းလူခဲ့ဘူးလေငါကျောင်းဆောင်ဆောက်ထားတာရှိတယ်ငါကျောင်းဆောင်မှာသတင်းသုံးတဲ့ယဟန်တန်ခါတော်တွေလည်းဒီကသမာဓိတွေပြည့်စုံအောင်ပြည့်ကြတယ်ယောဂီပုဂ္ဂိုလ်တွေတရားတွေအားထုတ်ကြတယ်ဒါဆိုရင်တို့တူခဲ့တဲ့ကျောင်းမှာယောဂီတွေဉာဏ်နဲ့အားထုတ်တယ်တို့လည်းဒီနေ့ရှင်းပါဒီလာလေးတော့ဆောက်တည်ပြီးတော့ကျောင်းမှာဒီတဲ့ဉာဏ်ဒီကဲအတူကလေးယူပြီးတော့နေ့စဉ်ဒီလာလေးဆောက်တည်ပြီးနေလို့မရဘူးလားရတယ်နော်ဒါဆိုဒီလာကုသိုလ်ပေါ့ဒါနကုသိုလ်ဒီလာကုသိုလ်ဘာဝနာကုသိုလ်ကြတော့ဘယ်နေရာမှာစတော့ပါတယ်ဆိုတော့ခုနကဦးဇင်းပြောတဲ့အတိုင်းပဲဒီကလေးတွေစပြီးရှင်းဖို့တယ်ဓာတ်ပိုးလေးတွေဆံလေးတွေစီလေးတွေရေလေးတွေရှင်းဖို့တယ်ဆိုတော့အဲ့ဒီတောင်းကလေးတွေဓာတ်ပိုးလေးကိုမယုံမသိလွတ်ချရဲပါကလားမယုံမသိပြစ်ရဲပါကလားအဲ့ဒီကလေးတွေယူလူကြီးလေးကိုင်းပြီးတော့ဘောနာမြတ်စွာဘုရားကိုချက်ပေးရတဲ့ဆုံးဖြတ်တဲ့သင်လေးတွေပ
အခုပေးတဲ့ထင်းလေးတွေဒါကြောင့်ယူသေးသေးတဲ့ထင်းလို့လည်းကိုင်းနေဒီထဲမှာထည့်တယ်ဒီအိုးထဲမှာရှိတဲ့ထင်းတယ်တော်တယ်ပေါ့လေမွေးတယ်အစားရှိတဲ့အရှောက်တော့ကမြတ်စွာဘုရားရှင်ကိုသာစိတ်ကကြည်ကျူးထားပြီးတော့ဓမ္မကိုသာစိတ်ကကြည်ကျူးထားပြီးတော့တန်တာကိုသာစိတ်ကကြည်ကျူးထားပြီးတော့လက်တွေချီအမှုရည်လှုပ်ရှားပြီးတော့ဒီအလုပ်ကိုလုပ်လိုက်မယ်ကာယကံကုသိုလ်ကလုပ်လိုက်မယ်ဆိုရင်အဲ့ကာယကံကုသိုလ်ရဲ့နောက်မှာမနောကံကုသိုလ်ပါမလားဘုရားပါလာတယ်နော်ပါမလားဘုရားဒီကာယကံမနောကံတဲ့ဒီနာကထာတဲ့ကိုလေ့ကျင့်နေတာဆုံးဖြတ်တဲ့နေရာမှာလေအိမ်ထဲမှာပဲတရားမှတ်နေတာကာယကံပြထိကံပြသုတ္တနာတတိနဲ့ကာယတော့လေအားကြောင့်လေတရားရှင်ကိုသူရဲ့ပစ္စည်းတွေဖြစ်သွားလို့တန်ခါကိုသူရဲ့ပစ္စည်းတွေဖြစ်သွားလို့ကိုချက်နဲ့စောနေနေနေတာဘောဘူးနော်ပါဠိပါဠိတဲ့သင်္ကလေးတွေသံကလေးတွေရေလေးတွေစီလေးတွေမယုတ်တဲ့တော့တတိတာဇွန်ပေါ်ဒီစာရှိတဲ့ပစ္စည်းတွေပေါ်ပါလို့လာလက်ကိုကြည့်ပြီးတော့နမောတတာလေးတွေရုပ်ပြီးဆိုဘုရားကနာကိစ္စလေးတွေရုပ်ပြီးဆိုတက်နိုင်လို့ရှိရင်ဂုံတော်တွေရှိဘူးလားဒီတော့တော့အစရှိတဲ့အရဟံသမ္မာသမ္ဗုဒ္ဓဒါလေးတွေရုပ်ရင်းနဲ့တော့ဒုက္ခလွတ်တယ်လို့မရဘူးလားဒီတဲ့ဒုက္ခကတတူတွေလည်းကျောင်းတပါကြီးတွေကျောင်းတပါမကြီးတွေအဲ့တော့ကျောင်းသူကူတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီအတိုင်းလေးအားထုတ်ကြမယ်ဆိုရင်အဲ့ဒီအတိုင်းလေးပြုမှုပြီးတော့သူကြတန်းကြမယ်ဆိုရင်ဒီဘဝဒီခန္ဓာကကံကြီးမြင့်ပြီးတော့ကံကြီးဆင့်ပြီးတော့မညာပုံညာကြီးရောက်နိုင်ဘူးလားရောက်နိုင်တယ်ကိုလုံးလုံးတဲ့ကံကမြင့်သွားတာလက်သွားတာမြင့်သွားတာသင်္ကလေးကံနဲ့တော့ကံကမြင့်သွားပြီကံမြင့်ရင်ဒီဘောကကံနဲ့ယူတယ်ဒီထင်းရဲ့ပျက်စီးကြောင့်ဒီထင်းရဲ့ဖြစ်ကြောင့်ဒီကိစ္စတွေနဲ့ဒီထဲမှာဒီတွေပုံသွားတယ်တောင်းသွားတယ်တော့ဆောင်ဖြစ်ရတယ်ဒါလေးတွေကြီးနဲ့ဖြစ်ပြက်ကလေးတော့မမြင်နိုင်ဘူးလားသင်္ခါရတော့မမြင်နိုင်ဘူးလားဒုက္ခဆင်းရဲတော့မမြင်နိုင်ဘူးလားဒီနေ့ပြုလို့ပူတယ်ဆံပရိကရှိတဲ့ပိုးထဲမှာတော့ဆံပရိကနဲ့တပြည့်ပြည့်ချိန်တာတော့ပိုးတွေကပူအေးကနေပူဖြစ်ပြီးတော့ဆံတွေလည်းကြက်သွားဘူးလားအတွင်တွေကြောင်းမသွားဘူးလားအဆင့်တန်တွေကြောင်းမသွားဘူးလားအနတ်တွေကြောင်းမသွားဘူးလားကာယကရင်ဖြစ်တဲ့အဖြစ်တွေကိုကြောင်းမသွားဘူးလားကြည်သာစိတ်ကမှတ်တာနေမယ်ဆိုရင်သမီးကိုတလုံးမတက်ခင်နဲ့သောတာပန်ဖြစ်သွားနိုင်တယ်အနာဂတ်လည်းဖြစ်သွားနိုင်တခါကလည်းဖြစ်သွားနိုင်တို့ဒီထက်ပြန်သမာဓိတွေကောင်းလို့ဒီထက်ပြန်ပါရမီသူ့ရဲ့ဉာဏ်တာဖြစ်သွားနိုင်တယ်မဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်အဲ့လိုလိုက်ရမှာပေါ့ဘာကြောင့်လို့အဲ့လိုပတ်တယ်ကျောင်းတကာကြီးတွေကျောင်းတကာမကြီးကိုပတ်တာကျောင်းမဆောက်ဘူးကျောင်းမလူဘူးတဲ့သူနဲ့ဆိုင်ကိုကမပို့ဘူးလားပို့တယ်ကျောင်းမလူဘူးတဲ့သူနဲ့ဆိုင်ကိုကပို့တာပေါ့ကျောင်းကိုအကြောင်းပြုပြီးတော့ရန်တော်ပြဆက်တဲ့မတော်ဘူးလားကျောင်းကိုအကြောင်းပြုပြီးတော့ရန်တခါလေးတဲ့မတော်ဘူးလားကျောင်းကိုအကြောင်းပြုပြီးတော့ယောဂီပုဂ္ဂိုလ်တွေတဲ့မတော်ဘူးလားသူတို့တရေတော့ဒီကြီးဆိုတဲ့သူတို့တော့က7 ပါးတိတာ7 ပါးတိတာဆောက်တည်ပြီးတော့ငါတို့လုပ်ခဲ့တဲ့ကျောင်းမှာတရေတော့ဒုက္ခနဲ့အိမ်မှာနေပြီးတော့ကျောင်းမှာတရေတော့တဲ့တို့လည်းဒီကတပါးကြီးပညာတွေနဲ့ပြီးပြနေနိုင်လို့မရဘူးလားရတယ်နော်အဲ့တော့ယောဂီတွေကိုယ်ကဒီတရားလေးကိုအမြဲတမ်းဟောပြပါကျောင်းတက္ကမကြီးတွေကိုကျောင်းတက္ကမကြီးကိုအတုထားပြီးတော့မိမိတို့ကိုယ်ကညွှဲကညဝတ္ထုပစ္စည်းတွေပြီးမဉ္ဇဉ်ပေါ်ညာရဲ့အထောက်အပံ့ပစ္စည်းတွေဟုတ်ဘူးလားဒီကဒါနပြုတဲ့ပစ္စည်းတွေကမဉ္ဇဉ်ပေါ်ညာရဖို့ရတော့အထောက်အပံ့ပြုတဲ့ရုပ်ဝတ္ထုပစ္စည်းတွေဆိုဒီရုပ်ဝတ္ထုပစ္စည်းတွေကိုကိုင်နိုင်တွေ့လိုက်ခြေတိုင်းတိတိုင်းသိရတယ်နာတရားလေးကတော့စိတ်ဉာဏ်တရားလေးကတော့ဉာဏ်ဖြစ်မသွားနိုင်ဘူးလားဖြစ်သွားနိုင်တယ်အဲတော့ဒီလိုကာယကဝစီကမနောကဝိရိယဒုံနာအစရှိတဲ့မိခန္ဓာကိုယ်ကြီးနဲ့ရင်းပြီးတော့ရှားထားတဲ့ပစ္စည်းလေးတွေကိုမူတည်ပြီးတော့မဉ္ဇဉ်ပုံဉ္ဇဉ်ရအောင်အားထုတ်မယ်ဆိုရင်တို့ဒီကိရှားထားဖွင့်ရတဲ့ပစ္စည်းတွေကအချီးအတီးဟုတ်ပါအောင်လားမဟုတ်တော့ဒါတော့ဒီလိုပိုင်းနဲ့ဝိသုပစ္စည်းကိုအနှစ်ထုတ်လိုက်ရင်ဒါနပဲရတယ်အနှစ်ထုတ်လိုက်ရင်ဘာပဲရတယ်ဒါနပဲရတယ်ဒီဝိသုပစ္စည်းဒါနပဲစွန့်လွတ်စဉ်ကာလမှာလည်းကဟောဒါဒီကငါတို့ရှာဖွင့်ရတဲ့ပစ္စည်းရဟန်းတန်ခါတွေတူရင်ရဟန်းတန်ခါတွေချမ်းသာတာဘယ်နဲ့တော့ရပါစေဆိုတဲ့မေတ္တာကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာအဲ့မနောကံမေတ္တာလေးတဲ့ကဆက်ပြီးတော့ဆက်လိုက်မယ်ဆိုရင်ခုနဒါနကုသိုလ်ကနေပြီးတော့ဘာဝနာကုသိုလ်ဖြစ်မသွားဘူးလား
ตีหน้าผู้ดูการดีภาวนาผู้ดูเทียบกับตัวบุญดาเทียบว่าเลยได้ดอกนิชาคุยนาเด็กเจสีเบโบนิชาคุยนาเด็กตกสาเบโบลูกโลกเนี่ยปีโลกเนี่ยสุดลูกลูกปีตัวนาเนี่ยเบสีเจ้าตัวนาเนี่ยเบียร์ละเจ้าละส่งละเสียละเบียร์เป็นเจ้าอย่างตัวดอกเจสีเบโบตัวดำบุเดตัวแบบเจ้าตะการมาดีเจ้าตะการดีส่งตะการมาดีส่งตะการดีสุดผู้นาวิตาขาเจ้ามาลุอนาเป็นที่รู้ดีนิพายนี่อนาเป็นที่รู้อย่างกายกันวจีกันมโนกันเนี่ยที่เราเก็บการตัวมาที่เราดีดีผู้รู้ถึงเจ้าตะการเจ้ามาดีส่งตะการส่งมาดีแต่ทุกมันยุ่งเนี่ยบุราสุนเนี่ยเนี่ยเนาะถ้าเจ้าปีเดียร์นี่เราก็แบบภาพที่เราสองที่เราจะฟ้องกันเนี่ยดูดีเด็ดอุจินีเนี่ยเราสาธารเนี่ยเราจีจีสู้คนไทยยุ่งจบคนในมาผูกขันผู้ใช้ยุ่งจบขาผู้ปฏิญาณนี้ผู้ใช้ยุ่งจบมาคุยมาอุโรปินาสุเนี่ยมาโมโมจันมาเชโมอุสาธิเดชเจ้าตะการมาดีเอวิตาการเจ้ามาดีตะโดนท่าปีโนอุเมสุเที่มาถามอุเมสุไอ้ดอกเจ้าตะการอีเจ้ามาเช็ดตัวปีโนอุเดชตะการมาดีไอ้ดอกเจ้าตะการเช็ดตัวเจ้าตะการมาเช็ดตัวดีสุดมันนั่งทางมันนั่งอายุสองอาสาปีโนนี่พิลาเซมาที่เดียร์สอนยาเชนสอนตัวเด็กบ้านตัวเด็กยิ่งตัวเด็กเกิดตุโตแม่สวยไอ้สอนเด็กสักซีเซนโดมเดียวกันสอนเด็กสักชัดยุบสักเชนโดมกับอารมณ์เนี่ยกายเมยูเดียแบบนี้เนี่ยที่ดิสพิริวเดอร์บริชีวิโอนะบอลตะการเวสโซโซตะนามโตมาเวสโซโซแล้วอีที่บิโกบะว่าคงโนเวสโซโซအဲ့လိုလေးအဆိုးလေးဆိုပြီးတော့ကိုင်နေတွေ့နေချက်နေပြုတ်နေဆိုရင်ဝိတာခံကြောင်းမှာလို့ယခုဘဝလေးကသောတာပတိတုသက္ကရာနာအနာဂတ်ဉာဏ်ဟာချက်နေအောင်ကြိုးစားအထောက်ကြပါအဲ့လိုကြိုးစားအထောက်နိုင်လို့ရှိရင်ဒီလိုကြိုးစားတောင်းတတော့လောကုတ္တရာတရားကိုပါဖြစ်တဲ့မဉ္ဇဉ်ပူညာနိဗ္ဗာန်ကိုတွေ့တဲ့ကူရနိုင်ပြီးကျန်ကျန်မှာချမ်းချမ်းသာသာနဲ့မဉ္ဇဉ်ပူညာရပါလို့ဒီလိုဆုတောင်းနဲ့ဆုတောင်းပြီးผู้สาวบุตรด้วยนักปราชญ์เชนบุตรด้วยอมิพะผู้วักเสวยด้วยสาวบุตรด้วยโตบุตรด้วยสาอีเช็ดจะด้วยซ้อมมาเลยละด้วยมันยังโบยังฉันจะตัดตาเนี่ยยากกว่าโดยสุดท้ายสาอีอันด้วยเนี่ยยังโหบุละฉันตาเนี่ยละเนาะสอนเช็ดเลยสุดละแต่เราฉันตาเนี่ยโอ้ฉันตาเป็นฉันตาลงมาที่สุดท้ายหนูที่อ่ะพอที่สอนเนี่ยเช็ดตีได้เนี่ยสุดท้ายเลยกันละมันยังโบยังได้บางโบยายาพาลุยเนี่ยสอนยาสิตัวอริยสุรเจญาณต้องยาสิตัวติสิตัวยับตัวเรามันยังโบยังได้บางโบแต่ที่เราเราอย่าได้อยู่ในกายกันผู้ดูปฏิกันผู้ดูมโนกันผู้ดูจะผู้บอกว่าเป็นอริธานาโบเนี่ยเป็นมันยังโบยังเนี่ยได้บางโบเนี่ยเขาพิจารณาสีดาหรือเนี่ยสุดต้องเสียแบบปาดีไปอริบอกว่าเราอริธานาโบเนี่ยมันยังโบยังไม่ยังไงกุลายาไหนเนี่ยพอดีอยู่บอกว่าพอดีอยู่คันนาโพดีเลยมันยังโพยังโพยากกว่าเลยยังสิอยู่ปัญญาที่น้องชีบุระชีเดน้องเราจะพูดดูที่ดูคันนาเนี่ยทุกดูคันนาอดูดูเลยชีมาถึงบอกว่าเลยยาสิว่าเลยจุดแล้วเหมือนว่าเลยยังหนักก็คนเลยทุกเด็กคันนามาดูบุระโอเคพอดีจบพอดีนะพอดีคันนาเนี่ยมันยังโพยังยากมาดูสุดท้องที่คุณนักอุตสาหกรรมโอยาวสัตว์ผู้ตัวเนี่ยน้องอ่ะสุดท้องอะไรบ้างอันทุกอะไรบ้างဒါဆိုရင်ဆုံးချက်နဲ့တော့ဝိပဿနာတရားအထုပ်ကိုကိုယ်ကဒီနံပေးလိုက်ပြီးဇာတိဘုံတာအေးဒါတော့အဲ့လိုမျိုးပြုလုပ်တူတန်းလို့ရှိတယ်။မဉ္ဇဉ်ပုံညာနိဗ္ဗာန်ကိုရတဲ့သူရောက်နိုင်ရနိုင်ပါလို့ဒီကိုဆုတောင်းပြီးကြည်အားပါဖို့ဒါတော့ယောဂီတော်တဲ့ပေါင်းတဲ့ကွာကိုကြီးကြီးတော်တော်ဆန္ဒဝင်ကိုဆိုင်မျိုးတော်တော်အဝိမာဥပါဘုံဘုဒ္ဓမာရှင်ဥမောလူရှင်တို့ပြီးဥညင်းဆွေတော်ဒီဆိုပြတာစုနဲ့အာရုံတို့ဒီဟောဒီယခုဘဝမှာရရှိနေသောဒုက္ခနာဘုံ၌ဖြစ်ပေါ်ရသောမဉ္ဇဉ်ဖြစ်ပေါ်ရသောယုတ်နာတရားတို့ဖြင့်မဉ္ဇဉ်ဘုံညာကိုလွယ်တဲ့တကူမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်းအာရုံကျေသက်သွန်းချရအောင်နော်ကျေသက်သွန်းချခြင်းကျေသက်ပတ်လေးမကိုင်းနေအောင်
อารุณิญาได้สูอิดามิปุญญาอาตวัคคยาวัฏังโหตุอิดามิปุญญานิพพานัตตาติสโยโหตุอิดามิปุญญามังคะพลาญาณตาติสโยโหตุอิดามิปุญญาตังกัตตาเทมาอิมาวิหารังกติยาภูเตตาโตตังกัตตาเทมากายตติปัตติทุกทุติตวายะถาทุกขาปริภงสัทธาอชินพยาปฏิโยโดติปรณบงตงมาเนปังกังอิตโจโกโลจิโตอสวะอาจาพยาอมุชิโตตังกาโรตุอาส่วนสีจอมติงกาอสัชิโตยิสีเดบาดูเววิทุอสุสุโรโกนิพพานิมาตุดังปาอิอชินทยาอิเกโตตุดังยะโตกองบุกุโตกาเสดนาโดติมัญญาโพญานิพพานิจอมอัฏฐอัปปะเจตาเสตาอชินทยาอิกุโตอโภโกอันมิปัฏฐาอโภอภวาสยาตมาสิโยญาตกาอัสสะทายุปฏิโยโดอิทันดาโกนาสัมเจตโตโกสัมเนจอมสัมเนเองสัมเนดันสัมเนยุยวาสัมเนโตตองสัมเนตาตนาสัมเนกปาสัมเนกจาธรรมายมะเมมาอัสสะทากาตุงเสจปงนาจินเลจะกงโดวินิยาตตวาอัปปังตุอาปฏิโยโดอีปฏิเนยุโดทานาคุโดตีนาคุโดภาวนาคุโดอัสสะชิโดคุโดอสุสุโดอีอโภภากะโกวันยาววันตาอัญญ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 าเตเวบาลีอัญญายาจาเยโกเสนัพยาจามาชาตาสวาเพตาดุตาดุขอโสนัยดีเท
ဖြစ်ပါစေတည်းဤကုသိုလ်ဤအဖို့ပါကကိုမိတယောခဲ့သည်ရှိခဲ့ပါတော်ဤမဟာပထဝီကဘာမြေကြီးနှင့်တကွာ30 ပုံသာဝိနိယတတဝါအပေါင်းတို့သည်တတေအယာ၌ယတိနာပါစေတည်းကုသိုလ်အညာယူတော်မူကြပါသောကာ